ဒီ aspect ကိုကျွန်တော်တို့ zoom ဆွဲကြည့်ရအောင်ဒါဒီသုံးဆောင်ရဲ့ဒီမျက်နှာမူအရက်ကို color နဲ့ပြပေးထားခြင်းဖြစ်ပါတယ်တကယ်လို့ color နဲ့မဟုတ်ဘူးဒီຢာတွေကိုကျွန်တော်တို့ arrow နဲ့ပြမယ်ဆိုလဲပြလို့ရတယ်အဲ့လိုပြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘာလုပ်အောင်လဲဆိုလို့ရှိရင် raster ကနေမှာ point ပြောင်းရမှာဖြစ်ပါတယ်အဲ့တော့ဒီ raster လေးကိုကျွန်တော်တို့ဒီမှာထောက်ကြည့်လိုက်မယ်ဒီ sequence လေးဒီ sequence လေးမှာဆိုလို့ရှိရင်သူ့ရဲ့class value ရှိတယ် pixel value ရှိတယ် pixel value ဒီ335.629ပေါ့335.629ဆိုလို့ရှိရင်တော့သူ့ရဲ့မူရဲ့မျက်နှာရက်ဒီ north west ဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့က raster ကနေ point ပြောင်းမယ်ပြောင်းပြီးရလာတဲ့ဟာကိုမှကျွန်တော်တို့က arrow တွေဖြစ်နေပြောင်းကြည့်မယ်အဲ့တော့ S2 box ကိုသွားမယ် conversion to from raster to point ကို double click နှိပ်မယ်အဲ့တော့ import raster မှာ aspect တွက်ထားတဲ့ layer ကိုကျွန်တော်တို့ထည့်မယ် feed the value ပြီးလို့ရှိရင် output location ပေးမယ်ပြီးရတယ်ကျွန်တော်တို့က okay နှိပ်လိုက်ပါမယ်အချိန်ခဏစောင့်ပြီးရတဲ့ဒီ result ရလာပါလိမ့်မယ်အဲ့တော့ဒီရလာတဲ့ point လေးတွေကိုလေကျွန်တော်တို့ open preview table မှာဖွင့်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်သူရဲ့ object id ရှိတယ် shape ရှိတယ် point id ရှိတယ်grid code ရှိတယ်ဒီ grid code ဒီတို့ဒီ degree တွေဖြစ်ပါတယ် degree မှာကျွန်တော်တို့0ကနေပြီးကြ360 degree ထိရှိပါတယ်ဒါလေးကိုကျွန်တော်တို့ပိတ်လိုက်ပါမယ်အဲ့တော့ဒီ point တွေကိုကျွန်တော်တို့ကသူ့ degree လိုက်ပေါ့ arrow တွေကျွန်တော်တို့ပြောင်းလို့ရပါတယ်အဲ့တော့ဘယ်လိုပြောင်းမလဲဆိုရင်ဒီ layer လေးကို right click ထောက်မယ် properties ကိုသွားပါမယ် properties မှာကျွန်တော် feature မှာ single symbol ပေါ့ single symbol မှာဒီ symbol လေးကိုနှိပ်မယ်ပြီးပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့ arrow နှိပ်မယ် arrow ရိုက်ထည့်မယ် search လုပ်လိုက်မယ်ဒါဆိုလို့ကျွန်တော်ဒီမှာကျွန်တော် arrow တွေတွေ့ရပြီအဲ့တော့ arrow app ကိုကျွန်တော်တို့ရွေးမယ်ပြီးပြီဆိုသူ့ရဲ့ size ကိုကျွန်တော်တို့ဒီမှာ file လောက်ပဲရွေးလိုက်လို့မဆိုကျွန်တော် graphic အရန်စားနေမှာဆိုတော့ okay ပေးမယ်ဒီမှာ advanced ဆိုတာလေးရှိတယ် advanced ကိုသွားမယ် rotation ပေါ့ rotation မှာဆိုလို့ရှိရင် rotation point by angle သူ့ရဲ့ degree တိုင်းပေါ့ကျွန်တော်တို့ rotation လေးရွေးရမယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဘာကိုရွေးမလဲဆိုရင် grid code ပေါ့ခုနက degree ရှိတဲ့ view point လေးကိုရွေးမယ်ပြီးပြီဆိုတော့ geographic ကိုရွေးလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့မြောက်ရက်ကကျွန်တော်တို့က360 degree 0 degree 360 degree သူကပြထားလို့ပြီးလို့ရှိရင် okay ပေးမယ် apply ပေးလိုက်မယ် okay ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်အခုလက်ရှိမြင်နေရတဲ့เนาะ point တွေကနေမှာကျွန်တော်တို့မြားလေးတွေပေါ့เนาะ arrow လေးနဲ့ပြခြင်းဖြစ်တယ်အဲ့တော့ aspect ကိုကျွန်တော်တို့ပိတ်လိုက်ပြီးလို့ရှိရင် stroke လေးကိုပြန်ဖွင့်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင် slope မျက်နှာမူတဲ့ရက်မျက်နှာပေါ့ arrow လေးတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ slope ဒီဘယ်ကိုမျက်နှာမူနေလဲပြသပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးတဲ့သင်ခန်းစာမှာအမြင်များရရှိရဆိုလို့ရှိရင်ဒီလက်ရှိ video YouTube video အောက်မှာမြင်မြင်နိုင်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and share ပေးနိုင်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုမှာမိတ်ဆွေတို့တဲ့အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မေတ္တာရပ်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ